အသင့်တက်နေလို့ရမယ်သတိရစီတိုက်တစ်ကလေးကိုရောင်းဝေးချင်ပါတယ်ရှင့်ရင်းလေးကတော့တောင်တကုံမြို့နယ်ထဲပါရက်ကွက်ကတော့54ရက်ကွက်ပါရှင့်လော်ကားလမ်းမကြီးဒေစင်နဲ့အတွင်းလမ်းကျယ်ပေါ်တည်ရှိပါတယ်ရှင့်အကျယ်ဝန်းလေးကတော့20-60ရှိပါတယ်ပြင်ဆင်မိသားလေးပါအစင်သစ်လက်တင်တက်နေလို့ရပါပြီရှင့်ကဲအဲ့ရဲ့အခန်းလေးတွေကတော့အိတ်ခန်း5ခန်းပါရှိပါတယ်စင်ကယ်3ခန်းနဲ့မာစတာ2ခန်းပါရှိပါတယ်ရှင့်ပထမနဲ့ဒုတိယထပ်တွေမှာတီးသက်ဘိုးထိုင်တစ်ခန်းစီပါရှိပါတယ်ရှင့်ဈေးနှုန်းလေးကတော့8325ကိုမှညှိနှိုင်းရှိပါတယ်ပိုင်ဆိုင်မှုကတော့ဗာမစ်မူရင်းဖြစ်တဲ့အတွက်စီပင်အိုးအိမ်စိတ်ကြိုက်ဝယ်ယူစစ်ဆေးနိုင်ပါတယ်ရှင့်ကဲအိမ်လေးကိုစိတ်ဝင်စားရဲဆိုလို့ရှိရင်တော့အချိန်ကြိုချိန်ပြီးတော့လာရောက်ကြည့်ရှုလို့ရပါတယ်ရှင်ဖုန်းနံပါတ်လေးကတော့3942002992ကိုဆက်သွယ်လိုက်ပါရှင်